အရှင်ဖျားကိုကလက်ရှိဘာသာမှာအကုသိုလ်တွေကျူးလွန်ခဲ့ပြီးအခြားဘာသာပြောင်းရင်ပြစ်မှုကြေပါသလားအရှင်ဖျားဖြေပေးတော်မူပါဖျားတဲ့ဦးစင်းလက်ထဲမှာကင်ထားတာငရုတ်သီးနော်ဒီငရုတ်သီးကိုမတ်ပိုင်ရှင်ကစားရင်လည်းဆက်တယ်ဦးစင်းကစားရင်လည်းဆက်တယ်ဘာသာပြောင်းတဲ့သူစားရင်လည်းဆက်တယ်အခြားဘာသာဝင်စားရင်လည်းဆက်တယ်ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ကပဲစားဆက်တဲ့အကျိုးကိုခံစားရမှာဖြစ်တယ်လူမျိုးကြားမလို့ဘာသာကူးပြောင်းတဲ့သူမလို့ဘာသာဝင်အချင်းချင်းမလို့ဆိုပြီးငရုတ်သီးကဆက်တက်တဲ့အကျိုးကနေပြောင်းလဲသွားမှာမဟုတ်ဘူးเนาะအဲ့ဒီတိုင်းပဲအကုသိုလ်ဆိုတာဟာလည်းပဲဗုဒ္ဓဘာသာကပဲပြုတခြားဘာသာဝင်ကပဲပြုဘာသာကူးပြောင်းတဲ့သူကပဲပြုအကုသိုလ်အမှုကိုပြုပြီးပြီဆိုရင်အကုသိုလ်ရဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်တယ်နော်ငရုတ်သီးဟာဘာသာအလိုက်လူမျိုးအလိုက်ပြောင်းလဲပြီးဆက်ချင်းမရှိသလိုအကုသိုလ်ဆိုတာဟာလည်းပဲဘာသာအလိုက်လူမျိုးလိုက်ပြောင်းလဲပြီးအကျိုးသက်ရောက်မှုဖြစ်တယ်ဆိုတာမရှိဘူးနော်ပြုရင်ပြုတဲ့အတိုင်းအကျိုးကိုခံစားရတယ်အဲ့ဒီလိုအကုသိုလ်ရဲ့ဆိုးကျိုးကိုမြင်လို့မြတ်စွာဘုရားကသဗ္ဗပါပတ္တအကရဏံမကောင်းမှုအကုသိုလ်မှန်သမျှကိုမလုပ်ပါနဲ့လို့ဟောခဲ့တာဖြစ်တယ်နော်ဒီဘာသာမှာနေပြီးအကုသိုလ်လုပ်ပြီးတော့တခြားဘာသာကိုပြောင်းလိုက်လို့အကုသိုလ်အမှုဟာကြေရမယ်ဆိုရင်မြတ်စွာဘုရားကသဗ္ဗပါပတ္တအကရဏံဆိုတာကိုဟောမှာမဟုတ်ပါဘူးနော်ဒါကြောင့်အကုသိုလ်ရဲ့ဆိုးကျိုးကိုကြောက်တယ်ဆိုရင်ဘယ်ဘာသာမှာပဲနေအကုသိုလ်အမှုကိုမပြုပါနဲ့လို့ပြောချင်ပါတယ်နော်